这行，哎对，没有对。我们先要玩一个，我讲一个不知道吗？就这样，跟我这样，2绕呀。前人家里。 ခုကဟန်နရီတို့နဲ့ဒီနေရာမှာချိန်ထားတယ်အဲဟိုသွားမယ်9မိနစ်မောင်းအောင်မယ်စီစားရတယ်အားလုံးပဲမင်္ဂလာပါ Bamis Outback စီကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ကျွန်တော်တို့ Sydney ကနေတနာရီ45လောက်ဝေးတဲ့ Lithgow မြို့နာ Lost City ဆိုတဲ့နေရာလေးမှာတွားရောက်ရက်ကူမှာဖြစ်ပါတယ်အဲ့ဒီနေရာက 4-wheel drive ကားတွေသာတွားခွင့်ပြုတဲ့နေရာဖြစ်ပြီးတော့လမ်းကြီးချင်းတန်းတွေလည်းမောင်းရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီခီးစဉ်လေးကိုအားလုံးလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နောက်ထပ်6မိနစ်ဆိုလို့ရှိရင် Henry ရဲ့တွေ့ဖို့နေရာရောက်ပါပြီဒီဂျင်မနီလေးတစ်စီးသူလည်း camping တော့ဖို့ထင်တယ်ဒီမှာ traffic တွေဖြစ်နေတယ်9မိနစ်ဆိုရောက်ပြီ Hello ကြားလားကြားရပြည့်နေသွားလိုက် Mr. Ba ဝင်มาတေးကြရနော်โอเคသွားပြီရပြီဟိုကျွန်တော်တို့စထွက်ပြီပေါ့ဟိုကမနက်10:00နာရီခွဲပြီဟို12:20လောက်ရောက်မယ်ဒါပေမဲ့အဲ့အထဲမှာဟို 4-wheel drive လမ်းကဘယ်လောက်ကြာမောင်းလဲတော့မသိဘူးအဲ့ Lost City ကိုရောက်ဖို့အတွက်Let's go. Follow me. Follow me. Tesla 一下上没一点操作အော်လေစရှော့ရမယ်နဲ့တွေ့ရဒီလမ်းတွေက off road ဖြစ်သွားတယ်နောက်မှရပ်ပြီးရှော့လိုက်တာဟုတ်အေးဒီလမ်းတွေကသူတို့စိုးနေOh shitအနည်းပဲ Bail you မောင်းရပြီဖြည်းသင်တို့ပဲကြောင်မှာရှုံးပါပဲကြာတော့ကိုဒီအောင်ဆက်တက်အောင်ဖြည်းချင်းချဟုတ်ပြီမင်းဒီဘက်ကျဘိန်းဆောင်ဝမ်းထောင်သွားကြီးဟုတ်ပြီအကုန်လွတ်တယ်I did it. I'll be I did it. Who I tell you? I'll be I did it. ရှင်းနေတော့မယ်ခဏလေးဟုတ်မှာလားအေးနည်းနည်းရှိတယ်ထိတ်ထိသွားလို့ရတယ်ဟုတ်လားအေးခဏလေးနည်းနည်းကြည့်လောက်မယ်ရှင်းလမ်းလေးရှိတယ်နေကြပြီလွတ်တယ်
ဘင်းကြပြီရှေ့ဘင်းကြပြီရှေ့ဘင်းကြပြီကြပြီကြပြီဒီဘက်ချမ်းယူဒီဘက်ချမ်းပြန်ယူရှေ့ဘင်းထကြပြီဟုတ်ပြီဟုတ်ပြီဖြည်းလွတ်သွားပြီအကုန်လုပ်ပြီဘယ်လဲဒါပေမဲ့ဟိုထိပ်သွားလို့ရတယ်ဘယ်လိုလုပ်မလဲရပါတယ်ဟိုဒီကလည်းနှစ်စီးလုံးဆင်းသွားပြီးတော့နှစ်စီးလုံးပြန်မတက်နိုင်ဘူးဘယ်လိုလုပ်မလဲစောက်ဆွဲသလိုဖြစ်ပါဆိုစောက်ဆွဲသလိုဖြစ်ရင်ဟိုဘက်ချမ်းကိုပြုတ်ဖြစ်သွားလိမ့်မယ်တို့ဒီနောက်မှာပါကြီးလာတယ်ဗျာတော့ရင်ပေးစလိုက်မှာသူက lost city ကိုပြီးခမဲ့ရှေ့ဆက်သွားလို့ရတယ်ဒါပေမဲ့ဒီနောက်ကစင်းတယ်မစင်းတယ်စဉ်းစားနေရYeah, straighten up a bit. It's going to feel really bad. Oh, it's alright. But I'll go. Okay, I know you are ready. Who are you? Who areဒီဘက်ချမ်းလုံးဝလွတ်တယ်လွတ်တယ်တခါတက်မှာတက်ကောင်းတယ်တက်ဇက်လိုက်ဟုတ်ပြီငါပဲချမ်းကိုနေယူခဏနေမရဘူးအတုံးကြီးကိုတက်သွားရတော့မယ်နောက်လေးနည်းနည်းပြန်ဆုပ်ပြီးတော့ငါပဲချမ်းကိုယူငါပဲချမ်းကိုကုန်ယူတက်တော့မယ်အဝေးတက်ဟုတ်ပြီပြန်ခောက်ရပြီတက်ပြူစီပါတော်ရင်တက်ပြီတက်ရပြီတတိယဖြည်းတက်လွတ်တယ်အကုန်လွတ်တယ်ဟိုငါတို့ဆင်းခဲ့တဲ့ရေကနေပဲပြန်တက်သွားလိုက်ကွာငါတွေရားတော့ပါတယ်ရေတခုပဲငါတို့အနေနဲ့ညားတာပါဒီဟာကိုတက်တာ stack ဖြစ်နေလို့အောက်ကနေမရအောင်မက်ထရက်ကိုသွားယူမယ်လို့ပြောလိုက်ဘိန်းလေးဘိန်းတော့နုံထဲမှာဆိုတော့ tracking ကတော့မရှိဘူးမက်ထရက်ကဘိန်းအောက်ကိုရောက်နေပြီဝင်သွားပြီကြည့်အဲ့ဒါမှမက်ထရက်ရှင်တော့မရှိဘူးမက်ထရက်ကဆက်ရှင်လုပ်ပေးနေအဲ့ဒါလည်းမတက်လာဘူးလား
我天会哪里？再地。 Beach ပါတယ်သူတို့အခုနေတောင်းကြည့်ပါလားနားနေ 你看要不要？看信息来。ငါဒီကျိုးနေပဲပြန်ဆွဲကြည့်ရပါပဲနည်းနည်းလေးကျိုးလိုက်မယ်ကျိုးပြီးရင်ဒီနောက်ကရင်ပြန်ဆွဲမယ်ဒါပေမဲ့ခက်တာအန်ဂယ်ကြီးဖြစ်နေကြဟိုငါဆွဲလာရအောင်ဒါကပါကျိုးလို့ရအောင်ဘယ်ကပါဒီလိုနောက်ကိုပါသူ့သွားပြီဆိုရင်လေအခါရက်မယ်အဲ့ဒါကြောင့်ဒီ stressing နဲ့ပါမင်းဒီ adjust လုပ်လို့ရတယ်ပါ stress တွေပါမင်းဒီလားဒီအန်ဂယ်ကတိတ်ကောင်း Ready? 1, 2, 3. ပါလာပါလာဟို Okay, okay, yeah. Good job guys good job ငါရဲ့တန်ကင်းဖြစ်နေတယ်။အဲ့ဒါငါဘာလို့လဲခါနေခဏတက်ထားလိုက်ငါဘယ်ကိုသွားအောင်ရှင်းကြည့်လောက်မယ်။အဲ့ဒါကြောင့်ကျိုးရင်ဖြုတ်လိုက်လို့။ဒါမတက်ဘူးလားမတက်ရင်ကောင်းမယ်။ဘာဖြစ်လို့လဲဆိုတကယ်လို့မင်းလွတ်သွားတယ်ပဲထားအောင်ငါတကယ်လို့ဒီတော့ step ဖြစ်နေငါ့ကိုဘူးဆွဲပေးမှာလဲ။ step ဖြစ်သွားတာ။ဒီတော့ထုတ်လိုက်ရတယ်ဘယ်တော့ကြောင်ရလဲ။နိုင်ဘယ်တော့ကြောင်ရလဲ။နိုင်ဘယ်တော့ကြောင်ရလဲ။ရသေးရဲ့တိုးဟုတ်လားโอเคတယ်လို့ငါတို့ပြန်သိမ်းတော့မယ်မင်းတော့တစ်တုံးကြီးရောက်တစ်တုံးကြီးပေါ်တက်မှာပဲဘာမှမဖြစ်ဘူးကဲခုပလန်ဘယ်လိုတော့တော့နိုင်ထိုးတော့မယ်ညမှောင်နေပြီဒါပေမဲ့ကျွန်တော်တို့ဒီနားမှာနည်းနည်း start ဖြစ်သွားတော့ကားနည်းနည်းဟိုဖြစ်သွားတော့နည်းနည်းအချိန်ကြာသွားအခုဒီအတက်ကိုတက်ရမယ်ဘယ်လိုတက်ရမလဲမသိဘူးမီးထိုးကြည့်ရမယ်မြေကြီးတော့မြေကြီးပဲဘယ်ထင်းရောက်သွားရင်မှပုံပြီးချိုင်းကပို့ဖြစ်သွားမှာအဲ့နေကခုဆိုးမှာဘာလို့လဲရှေ့ဘိန်းနဲ့နောက်ဘိန်းဖြစ်သွားလိုက်မယ်ကြည့်လိုက်ဟုတ်လားလမ်းအဲ့လောက်မကျဘူးနော်ဘယ်6တယ်ကွာဟိုလိုကြီးအစိုးကြီးမဟုတ်ဘူးသလားဆော်ဖေးညာလည်းတော့လည်းမပြောတယ်ဒီ Kangaroo Creek အဆုံးထိသွားလို့ရှိရင်တော့ရှိရပေါ့ဟန်ရီချက်ထားတော့မှထမင်းကျက်တော့မယ်တချို့နေရာကြီးတော်တော်ခက်နောက်ဆုံးတော့ရောက်သွား45မိနစ်လောက်ကိုကြာသွားတယ် recovery လုပ်တယ်နဲ့မင်းကငါတို့သွားနိုင်တယ်အဲ့အောင်မတက်ပဲနဲ့အဲ့လွယ်လမ်းမှာသွားလိုက်တယ်လွယ်လမ်းမှာပူဆိုးနေcoffee ဘာမှမှတ်မိတာအဲ့မှာပဲနားထားတယ်ကြာနေပြီဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းထပ်မံကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ page ကို follow လုပ်ပြီးတောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်